ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပေးသွားမှာက Viewday မှာ Facebook နဲ့ Instagram တို့ကို AD free လစဉ်တွေကောက်ခံရန် Meta စဉ်းစားနေတယ်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ် Facebook နဲ့ Instagram မိခင်ကုမ္ပဏီ Meta ဟာဆိုရင်တော့ဖြင့် Viewday မှာ Subscriber လုပ်ပြီးကြော်ညာတွေဖယ်ရှားနိုင်မဲ့ငွေပေးချေရတဲ့အစီအစဉ်လုပ်ဖို့စဉ်းစားနေပါတယ်အသုံးပြုသူတွေနဲ့သူတို့ရဲ့ data အချက်အလက်တွေကိုမသိရှိစေချင်မှာက AD free ကိုအခပေးပြီးသုံးစွဲရမှာဖြစ်ပါတယ်ဒါဟာပြီးခဲ့တဲ့အပတ်က Viewday အမျိုးသမီးတစ်ယောက်ကိုကြော်ညာအတွက်ပြစ်မှတ်ထားခံရမှုကိုရပ်တန့်ဖို့သဘောတည်ငြိမ်မှုအပြီးမှာအခုလိုကုမ္ပဏီကပြုလုပ်ဖို့စီစဉ်လာတာဖြစ်ပါတယ်။မတာ Facebook နဲ့ Instagram မှာ AD free ကိုအခကြေးငွေယူပြီးပြုလုပ်မှုကို EU နိုင်ငံတွေမှာအစောပိုင်းကတည်းကစတင်ခဲ့ပြီးတစ်လကိုယူ9.99ကစတင်ပြီးကောက်ခံလေးရှိပါတယ်။မတာဥရောပမှာ2023အောက်တိုဘာလကတည်းက AD free ကိုစတင်ခဲ့ပြီးစတဲ့အချိန်တုန်းကတစ်လကိုယူ9.99ကောက်ခံခဲ့ပါတယ်။ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတယောက်က Viewday မှာလည်းဒီလိုအစီအစဉ်စဖို့ပြောဆိုခဲ့ပါတယ်။2024ခုနှစ်ကဆွေးနွေးတိုင်ပင်မှုနောက်ပိုင်း Viewday ရဲ့ data တွေကိုစောင့်ကြည့်ရေးအဖွဲ့နဲ့အပြုသဘောဆောင်တဲ့အခပေးစနစ်ကိုပြုလုပ်မယ်လို့ Meta ကပြောဆိုခဲ့ပါတယ်။ AD free စာပေမစတင်မီက data ကာကွယ်မှုအတွက်စိုးရိမ်စိတ်ကို Meta စဉ်းစားရမယ်လို့သတင်းချက်လက်ကော်မရှင်နာရုံးကပြောဆိုထားပါတယ်။ Meta ကအဲ့ဒီ platform မှာကိုယ်ပိုင်ကြော်ညာတွေကိုအလကားအသုံးပြုခွင့်ပေးမယ်လို့လည်းပြောဆိုခဲ့ပါတယ်။ Social media platform တွေနဲ့ရပ်တည်နေတဲ့ Meta ဟာဆိုရင်တော့ဖြင့်သူ့ရဲ့ဝင်ငွေတွေကိုကြော်ညာတွေပေါ်မှာအဓိကမိခိုနေရပါတယ်။မတာရဲ့နောက်ဆုံး3လပတ်ဝင်ငွေတွေကိုကြည့်မယ်ဆိုရင်တော့96%ကကြော်ညာတွေကရတဲ့ဝင်ငွေတွေပဲဖြစ်ပါတယ်။တခြား social media တွေဖြစ်တဲ့ Snapchat, TikTok နဲ့ Twitter တို့ကလည်း subscription တွေလုပ်ပြီး AD free နဲ့ဝင်ငွေရှာဖို့ပြင်ဆင်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ။